1960 ပြည့်နှစ်လန်ဒန်မှာကရေးတွေနဲ့ပတ်သက်ပြီးဇလန်တပုတ်ရှိခဲ့တဲ့ကရေးညီကိုနှစ်ယောက်ဟာမြို့ရဲ့လူမိုက်မင်းသားတွေလိုပါပဲရွန်ကသွေးစာတက်ပြီးကြိုးကြောင်းဆင်ခြင်ဉာဏ်မရှိသလောက်ဖြစ်နေချိန်မှာရစ်ဂျီကတော့လမ်းပေါ်ကတိုက်ခိုက်ရေးသမားတစ်ယောက်လိုပါပဲမနက်ခင်းတစ်ခုမှာရစ်ချာဟာသူ့နောက်ကိုတကောက်ကောက်လိုက်နေတဲ့ရဲတွေအတွက်လက်ဖက်ရည်သွားပေးဖို့အိမ်ထဲကနေထွက်လာခဲ့ပါတယ်သူကနှစ်ပါးရိတ်ကိုရာဇဝတ်ကောင်စစ်တွေကိုမဖမ်းဘဲအဲ့ဒီမှာဘာမှမလုပ်ဘဲထိုင်နေတာကိုလှောင်ပြောင်လိုက်ပါသေးတယ်အဲ့ဒီနောက်ရစ်သူ့ကားစီကိုသွားတဲ့အခါသူ့ရဲ့ကားမောင်းသမားဖရန့်အစားသူ့တငယ်ချင်း LB ကိုပဲတွေ့လိုက်ရပါတယ်ဖရန့်အလုံးမလာတာကြောင့် Rich ကဘာဖြစ်တာလဲဆိုတာသိဖို့အတွက်သူ့ရဲ့တိုက်ခန်းစီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းမှာတော့ Rich ကသူ့ကိုချစ်ကြတဲ့အိမ်နီးနားချင်းတွေနဲ့စကားပြောခဲ့ပါတယ်ရဲတွေကလည်းသူ့နောက်ကိုဆက်လိုက်နေပြီးနှစ်ပါကတော့တာမန်လူတွေကရဲတွေကိုစကားမပြောဘဲလူမိုက်တယောက်ကိုမှရွေးပြီးစကားပြောနေတာကိုကြည့်ပြီးဒေါသထွက်နေခဲ့တာပါတိုက်ခန်းရောက်တော့ Rich ဟာ Frank ရဲ့ညီမဖြစ်သူ Francis နဲ့တွေ့ပြီးသူမရဲ့အမေကအထက်ပြန်ဝင်ခိုင်းတဲ့အထိသူမကိုစားနောက်ပိုးပန်းနေခဲ့ပါတယ်နောက်ဆုံးတော့ Frank ထွက်လာပြီးအလုပ်ဆဆင်းနိုင်ခဲ့ပါပြီတွားနေတဲ့လမ်းမှာ Rich က Frank ကို Francis အကြောင်းတွေပဲတကောက်ကောက်မေးနေခဲ့တာပါခဏအကြာမှာတော့သူတို့ဟာလမ်းကြားတစ်ခုမှာရက်လိုက်ပြီး Rich နဲ့ LB တို့ဟာထွက်သွားကြပါတယ်နှစ်ပါးကလည်းရဲကားကိုရက်ပြီးသူတို့နောက်ကိုလိုက်ဖို့ကြိုးစားပေမဲ့ဘလောက်ပဲမြန်မြန်ပြေးပါစေသူတို့ကိုမျက်ခြေပြတ်သွားခဲ့ပါတယ်အဲ့ဒီနောက် Rich နဲ့ LB တို့ဟာစိတ်ကျမ်းမာရေးဆေးရုံမှာရှိနေတဲ့ယွန်စီကိုတွားလဲကြပါတယ်ယွန်ကသူ့ရဲ့စိတ်ဆွမ်းအားကိုတုံးပြီးလူတွေစီကနေအစားအသောက်တွေကိုအတင်းယူခဲ့တဲ့အကြောင်းသူတို့ကိုပြောပြတဲ့အခါသူတို့နှစ်ယောက်ကလည်းစိတ်ဝင်စားစရာကောင်းတယ်လို့မျိုးဟန်ဆောင်ပေးခဲ့ကြပါတယ် Rich ကသူ့ညီကိုအပြင်ထုတ်ချင်လွန်းတာကြောင့်ယွန်ရဲ့စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုကိုတာဝန်ယူထားတဲ့စိတ်ကျမ်းမာရေးဆရာဝန်ကိုချိန်ချောက်ဖို့သူ့လူတစ်ယောက်ကိုလွှတ်လိုက်ပါတယ်အဲ့ဒီဆရာဝန်ဟာ Rich ရဲ့နာမည်ကိုကြားတာနဲ့တင်အရန်ကြောက်သွားပြီး Ron ဟာအခုဆိုရင်ကျမ်းမာနေပြီဖြစ်လို့ပြန်လွတ်ပေးလို့ရပြီလို့လူငင်းချမ်းသာခွင့်အဖွဲ့ကိုပြောလိုက်ပါတယ်။စာရွက်စာတမ်းတွေအကုန်ပြီးသွားတဲ့အခါမှာတော့ဆရာဝန်က Ron ဟာစိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်တယ်လို့ Rich ကိုတည်တံ့တတိပေးခဲ့ပြီးပြဿနာတွေမဖြစ်အောင်တစ်နေ့နှစ်ကြိမ်တိုက်ရမယ့်ဆေးတွေကိုပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Francis ဟာသူမအမေရဲ့ကန့်ကွက်မှုကိုဂရုမစိုက်ပဲ Rich နဲ့ချိန်တွေ့ဖို့ပြင်ဆင်ခဲ့ပါတယ်။ Rich ကသူမကိုသူပိုင်တဲ့ကလပ်ကိုခေါ်သွားပြီးသူ့ရဲ့ဖောက်တယ်တွေကနာမည်ကြီးလူကုန်ထန်တွေနဲ့ရာဇဝတ်ကောင်တွေရောနေတာကိုသဘောကျတာကြောင့်ဒီလိုမျိုးဧည့်သည်နှမျိုးလုံးကိုဖိတ်ရတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Rich ရဲ့လူတွေကအရေးကြီးကိစ္စတစ်ခုရှိလို့ဆိုပြီးသူ့ကိုတခြားစပွဲတစ်ခုစီခေါ်သွားတဲ့အတွက်သူတို့ရဲ့ချိန်တွေ့မှုဟာခဏပြတ်တောက်သွားခဲ့ပါတယ်။အဲ့ဒါကတော့ Jet ဆိုတဲ့လူဟာ Rich ရဲ့တရားမဝင်ပစ္စည်းတွေရောင်းတဲ့လုပ်ငန်းကနေရတဲ့ပတ်စံတချို့ကိုခိုးယူနေတာပဲဖြစ်ပါတယ်။ Jet အံ့ဩသွားတာကတော့ Rich ဟာမနှက်ဖြန်မှာပတ်စံတွေအကုန်ပြန်ပေးပြီးနောက်ထပ်မခိုးတော့ဘူးလို့ကတိပေးရင်ခွင့်လွှတ်မယ်လို့ပြောလိုက်တာပါပဲ။ Rich ကသူ့ကို secret တလိပ်တောင်ပေးလိုက်သေးပေမဲ့ပြီးတာနဲ့ Jet ကိုထိုးကြည့်လိုက်ပြီးနောက်တစ်ခါအမိုက်မဲလို့ရင်တက်ပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။အဲ့ဒီနောက် Rich ဟာချိန်တွေးတဲ့နေရာကိုပြန်လာပြီး Francis နဲ့ယင်းနှီးအောင်စူးစမ်းခဲ့ပါတယ်။သူမကသူ့ကိုလူမိုက်လို့ရတာပြောသလားလို့မေးတဲ့အခါသူကမဟုတ်တယ်လို့မျိုးဟန်ဆောင်ပြီးသူဟာကလပ်ပိုင်ရှင်တစ်ယောက်သာဖြစ်တယ်လို့ပြောခဲ့ပါတယ်။သူကလောကကြီးအကြောင်းကိုရေစရာကောင်းအောင်ပြောပြတဲ့အခါ Francis ကသူ့ကိုနမ်းလိုက်ပါတယ်။ရက်တစ်ပတ်အနည်းငယ်ကြာပြီးနောက်မှာတော့ Rich က Francis ကိုတောထဲကအိမ်စီးကားတစ်စီးမှာနေထိုင်တဲ့ယွန်နဲ့မိတ်ဆက်ပေးဖို့ခေါ်သွားခဲ့ပါတယ်။ Francis ကအဲ့ဒီကားထဲကနေတခြားလူတစ်ယောက်ထွက်သွားတာကိုသတိထားမိလိုက်တဲ့အခါယွန်ကသူဟာအမျိုးသားတွေကိုသဘောကျကြောင်းရှင်းပြပါတယ်။တကယ်တော့သူဟာအိတ်ခမ်းထဲကသူ့ရဲ့စိတ်ကြိုက်တွေအကြောင်းကိုတောင်အသေးစိတ်တွေအများကြီးပြောပြနေခဲ့တာပါ။သူနဲ့ Rich တို့ဟာမကြခင်မှာဒီတစ်မျိုးလုံးကိုအုပ်ဆိုးတော့မယ်လို့လည်းသူကပြောခဲ့ပါတယ်။ကရေးညီကိုတွေဟာလန်ဒန်တောင်ပိုင်းကနှိမ့်ဆက်ညှဉ်းပန်းတတ်တဲ့ဂိုင်းတစ်ခုနဲ့ရန်သူတွေဖြစ်နေကြပါတယ်။အဲ့ဒီဂိုင်းရဲ့ခေါင်းဆောင်တွေကတော့ချာလီနဲ့အက်တီဆိုတဲ့ညီကိုတွေပါပဲ။သူတို့ဟာတားကောင်တွေကိုခြေထောက်ကနေစောက်ထိုးဆွဲထားပြီးသူတို့လိုချင်တဲ့အချက်လက်တွေရတဲ့အထိနာကျင်အောင်နှိပ်စက်တတ်ကြပါတယ်။ဒီနေ့မှာတော့သူတို့ဟာ Rich ရဲ့လူတစ်ယောက်ကသူတို့ပိုင်တဲ့ထဲမှာလာပြီးအလုပ်လုပ်နေတာကိုတွေ့လိုက်ရတဲ့အတွက်အယမ်းကိုဒေါသထွက်နေကြပါတယ်။ဒါကြောင့်သူတို့ကသတိပေးတဲ့အနေနဲ့ Rich ကိုကားနဲ့တိုက်ဖို့ကားတစ်စီးလွှတ်လိုက်ပါတယ်။လက်စားချေတဲ့အနေနဲ့ Rich ကလည်း Richardson ညီကိုတွေနေ့လည်စာစားနေတဲ့စားတောက်ဆိုင်တွေကိုပူကြီးတဲ့ကားတစ်စီးနဲ့ဝင်တိုက်ခိုင်းလိုက်ပါတယ်။ဒီလိုတိုက်ခိုက်နေရတာကိုညှင်းငွေလာတဲ့အတွက် Richardson ညီကိုတွေက George ကိုကရေးညီကိုတွေစီလွှတ်ပြီးအေးအေးဆေးဆေးဖြေရှင်းဖို့အတွက်ကြားနေနေမြေတစ်ခုကိုဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။ George ကယွန်ကိုစော်ကားပြောဆိုတာကြောင့်ယွန်ကတနက်ထုတ်လိုက်တဲ့အတွက် Rich ကသူ့ကိုပြန်လွှတ်လိုက်ပါတယ်။တနာရီကြာမှာတော့ညီကိုနှစ်ယောက်ဟာအရက်ဆိုင်မှာပြုလုပ်တဲ့အစည်းအဝေးကိုတွားခဲ့ကြပေမဲ့ဒါဟာထောင်ချောက်တစ်ခုဖြစ်နေခဲ့ပြီးပြိုင်ဘက်ဂိုင်းသားတွေကသူတို့ကိုဝိုင်းထားလိုက်ကြပါတယ်။ယွန်ကတော့သူ့ရဲ့အကြီးအိတ်ထဲမှာတနက်တွေရှိသလိုမျိုးဟန်ဆောင်ပြီးတနက်နဲ့ပြစ်ခတ်တိုက်ခိုက်ကြဖို့အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။ရန်သူတွေဟာယွန်ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုကြည့်ပြီးလန့်သွားကြပါတယ်။ယွန်ရဲ့အိတ်ထဲမှာတနက်တွေပါလာတယ်လို့ထင်သွားကြတာကြောင့်သူတို့တွေကသူ့ကိုအသာတကြီးပဲပေးလွှတ်လိုက်ကြပါတယ်။ဒီလိုတွေဖြစ်ပျက်နေချိန်မှာ Rich ကတော့ဘာမှမဖြစ်တယ်လို့မျိုးဘီယာတစ်ခွက်ကိုပဲအေးအေးဆေးဆေးငှက်နေခဲ့ပါတယ်။သူ့ညီထွက်သွားပြီးတဲ့နောက်မှာတော့ Rich ကဟိုလူရန်ကားတွေကိုစတင်ပြီးရန်စပါတော့တယ်ပြီးတော့သူ့မှာလက်သီးကွင်းတွေပါလာတယ်ဆိုတာကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲယွန်ကတူနှစ်ချောင်းကင်ပြီးပြန်ရောက်လာပြီးတော့ရန်သူတစ်ယောက်ရဲ့ကြောကိုရိုက်ချလိုက်ပါတော့တယ်။အဲ့ဒီမှာတင်ရန်ပွဲကအကြီးကျယ်စပါပြီ။ရန်သူဘက်ကလူအင်အားပိုများပေမဲ့ကရေးညီကိုတွေကတော့တကယ်ကိုရက်ဆက်ကြမ်းကြုတ်တဲ့တရဝါတွေလိုပါပဲဘသူကိုမှမညာတမ်းရိုက်နှက်ကြပြီးယွန်ကဆိုရင်တယောက်ရဲ့မျက်နှာကိုတောင်ကိုက်ပစ်လိုက်ပါသေးတယ်။ဒီညီကိုနှစ်ယောက်ကဒီပွဲကိုအေးဆေးပဲအနိုင်ရသွားကြပါတယ်။ယွန်ကသတိလစ်နေတဲ့လူတွေကိုဆက်ပြီးရိုက်နှက်နေချိန်မှာ Rich ကတော့သူ့ဘီယာကိုပဲအေးဆေးတောက်နေခဲ့ပါတယ်။ကမ္ဘာဖလားဗိုလ်လုပွဲနေ့မှာတော့ရဲတွေကချာလီကိုဂိုင်းအောင်တဲ့နေရာမှာရှာတွေ့ပြီးဖမ်းဆီးလိုက်ကြပါတယ်။သူကတော့လိမ်လည်မှုငွေညှစ်မှုနဲ့တိုက်ခိုက်မှုတွေကြောင့်ထောင်ဒဏ်25နှစ်ချမှတ်ခံလိုက်ရပါတယ်။အခုဆိုရင်တော့ကရေးညီအကိုတွေလန်ဒန်တစ်မျိုးလုံးကိုစိုးမိုးဖို့အတွက်ဘယ်သူမှတားလို့မရတော့ပါဘူး။သူတို့က Leslie လို့ခေါ်တဲ့ရှေ့နေတစ်ယောက်ကိုငှားလိုက်ပြီးသူတို့ရဲ့တရားမဝင်လုပ်ငန်းတွေကိုဖုံးကွယ်ဖို့အတွက်တရားဝင်စီးပွားရေးလုပ်ငန်းတွေကိုစတင်လုပ်ကိုင်ကြပါတယ်။
လက်စလီကစကားပြောဆိုတဲ့ဥပဒေတွေကိုအသုံးချပြီးဒေတာခန်ကာစီနိုပိုင်ရှင်ကိုသူတို့စီရောင်းပေးဖို့ချင်းချောက်ပြောဆိုနိုင်ခဲ့ပါတယ်။ Rich ကလက်စလီကိုသဘောကျပြီးအသုံးဝင်တယ်လို့ယူဆပေမဲ့ယွန်ကတော့သူ့ကိုမယုံကြည်ပါဘူး။လက်စလီကစီးပွားရေးသမားတစ်ယောက်လိုညှိနှိုင်းပြီးအလုပ်လုပ်တာကိုသူကသဘောမကျတာပါ။ရာဇဝတ်သားဆိုတာတိုက်ရိုက်နဲ့ကြမ်းကြမ်းတမ်းတမ်းပဲလုပ်ရမယ်ဒီလိုမျိုးညှိနှိုင်းနေတာကလူလိမ်တွေရဲ့အလုပ်ပဲလို့သူကယူဆနေလို့ပါဒါအပြင်လက်စလီကသူကိုယ်တိုင်ကရေးခိုင်းသားတစ်ယောက်လိုမျိုးငါတို့ဟာဆိုတဲ့စကားလုံးကိုသုံးတာကိုလည်းယွန်ကအယမ်းမုန်းပါတယ်တနေ့မှာတော့ American Mafia တွေကသူတို့နဲ့စီးပွားရေးတွဲလုပ်ချင်တယ်လို့ Leslie ကလာပြောပါတယ်။ယွန်ကတော့သူတို့နဲ့တွဲလုပ်ဖို့စိတ်မဝင်စားပေမဲ့ Reggie ကတော့တွေ့ဆုံဖို့အတွက်စီစဉ်ခိုင်းလိုက်ပါတယ်။အခြေအနေကတော်တော်လေးတင်းမာနေပြီး Rich ကလည်းအစပိုင်းမှာတော့တိတ်ပြီးအထင်မကြီးပါဘူး။ဒါပေမဲ့ American တွေကငွေတွေပြည့်ထည့်ထားတဲ့လက်ဆွဲအိတ်တစ်လုံးနဲ့ငွေတိုက်စာချုပ်တွေအပြည့်ပါတယ်။အိတ်တစ်လုံးကိုယူလာခဲ့ပါတယ်။သူတို့ကအမျက်ကို40-60ခွဲယူဖို့ကမ်းလှမ်းပေမဲ့ Reggie ကတော့50-50စီခွဲယူဖို့တောင်းဆိုခဲ့ပါတယ်။သူ့ရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်ကြပြီးအောင်ပွဲခံလိုက်ကြပါတယ်။ယွန်ကသူ့ရဲ့ကိုရေးကိုတာကိစ္စတွေကိုပြန်ပြောမိသွားပေမဲ့အမေရိကန်တွေဟာဒါကိုပွင့်ပွင့်လင်းလင်းဝန်ခံတာဟာတတိရှိတာပဲဆိုပြီးရေမောခဲ့ကြပါတယ်။ရက်တွေကုန်လွန်လာတာနဲ့အမျှကာစီနိုလုပ်ငန်းကလည်းအောင်မြင်လာပြီး Rich ကတော့စီးပွားရေးသမားအယောင်ဆောင်ပြီးနောက်ွယ်မှာမကောင်းတာတွေဆက်လုပ်နေခဲ့ပါတယ်။သူ့ရဲ့အရက်ဆိုင်လိုပဲဒီကာစီနိုမှာလည်းနာမည်ကြီးလူကုန်ထန်တွေနဲ့ရာဇဝတ်သားတွေရောနှောနေပြီးဆက်စုချင်တဲ့လူအုပ်ကြီးကိုဆွဲဆောင်ထားနိုင်ပါတယ်။ Rich က Francis နဲ့ဆက်ပြီးတွဲနေတယ်လို့ယွန်ကတော့ကာစီနိုထဲကိုမိတကောင်ခေါ်လာတဲ့အထိထူးထူးဆန်းဆန်းတွေလုပ်နေခဲ့ပါတယ်။ဆေးတောက်နေတာကြောင့်သူကငြိမ်နေပေမဲ့လုံးဝပျောက်ကင်းသွားတာတော့မဟုတ်ပါဘူး။နှစ်ကုံပိုင်းရောက်လာတဲ့အခါမှာတော့ Rich ကအယူခံဝင်ထားတဲ့ထောင်ဒဏ်ဟောင်းကိုဆက်ကြခံဖို့ထောင်ထဲကိုပြန်သွားရပါတယ်။ထောင်ထဲခြေချလိုက်တာနဲ့အဆောင်တွေကသူ့ကိုအခန်းထဲမပို့ခင်ရက်ရက်ဆက်ဆက်ဝိုင်းရိုက်ကြပါတယ်။တခြားအကျဉ်းသားတွေကဒါကိုမြင်ပြီးသူ့ကိုအားပေးစကားတွေအော်ပြောကြပါတယ်။ဒါပေမဲ့ Rich ကတော့အယမ်းနာကျင်နေပြီးအခန်းထဲရောက်တဲ့အခါမှာအတနာခံနေခဲ့ပါတယ်။အဆောင်တစ်ယောက်ကရေလာတိုက်တဲ့အချိန်မှာတော့ Rich ကအဆောင်စီကလက်ထိတ်ကိုခိုးယူလိုက်ပြီးသူတရုပ်ဆောင်နေတာဖြစ်ကြောင်းထုတ်ပြလိုက်ပါတယ်။အဆောင်ကိုတန်နိုင်နဲ့လက်ထိတ်ခတ်လိုက်ပြီးသူ့ရဲ့နံပါတ်တုံးနဲ့ပြန်ရိုက်နေချိန်မှာတခြားအကျဉ်းသားတွေကတော့ဝမ်းသာအားရအော်ဟစ်နေကြပါတယ်။ရက်အနှဲငယ်ကြာတဲ့အခါမှာတော့ယွန်က Francis ကို Rich နဲ့တွေ့ခဲ့ကြောင်းနဲ့ Rich ကသူ့ကိုဒီလိုအခြေအနေမျိုးနဲ့မတွေ့စေချင်တာကြောင့်အလဲမလာဘူးမှားလိုက်ကြောင်းပြောပြပါတယ်။အဲ့ဒီနောက်မှာတော့ယွန်က Leslie နဲ့တွေ့ပြီးအတိတ်ပဲမရှိတဲ့အကြံဉာဏ်တွေအတွက်ပတ်စံတွေထပ်တောင်းနေခဲ့ပါတယ်။သူ့အကူထောင်ထဲရောက်သွားကြတဲ့ကယွန်ကစိတ်နည်းနည်းလွတ်လာတယ်လို့ပါပဲ။သူနဲ့ Leslie ကနေတိုင်းဒီကိစ္စနဲ့ပဲငင်းခုန်နေကြရပါတယ်။နောက်ဆုံးမှာတော့ယွန်ကစိတ်ပေါက်ကွဲပြီး Leslie ရဲ့စာရွက်စာတမ်းတွေကိုစပွဲပေါ်ကနေရိုက်ချလိုက်ပါတော့တယ်။သူကစီးပွားရေးသမားလုပ်ရတာကိုညှင်းငွေ့နေပြီးပတ်စံလိုတဲ့အချိန်တိုင်းယူခြင်းတလို့ယူတဲ့ရာဇဝတ်သားတစ်ယောက်ပဲဖြစ်ချင်တာပါ။စိတ်ပြက်နေတဲ့ Leslie ကတော့ဘန်နဲ့ညှိနှိုင်းပေးဖို့ကတိပေးလိုက်ပေမဲ့သူကယွန်ကိုမကြောက်ဘူးဆိုတာကိုလည်းသတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Francis က Rich စီကိုထောင်ဝင်စာလာတွေ့ပါတယ်။ Rich ကတော့သူ့စကားကိုနားမထောင်ပဲလာတွေ့တဲ့အတွက်တိတ်မပြောပါဘူး။ Francis ကသူ့ကိုနှိပ်စက်တဲ့အဆောင်တွေကိုတိုင်တန်းကျင်နေတာကြောင့် Rich ကဒီလိုပျက်စီးနေတဲ့စနစ်ကြီးဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုရှင်းပြရပါတယ်။သူမက Rich ကိုဒီလိုရာဇဝတ်မှုတွေနဲ့ဝေးရာကိုသွားစေချင်ပေမဲ့ Rich ကတော့ဒါကထင်သလောက်မလွယ်ကူဘူးလို့ပြောလိုက်ပါတယ်။ကလပ်ထဲမှာတော့ရွန်ကတူရိယာတစ်ခုကိုအဆိုးဝါးဆုံးတိခတ်ပြီးဖျော်ဖြေပွဲကိုနှောက်ယှက်နေပါတယ်။ပြီးတော့မိုက်ကိုယူပြီးချမ်းသာတဲ့ဧည့်သည်တွေကိုသူတို့ရဲ့ဟန်ဆောင်ကောင်းတဲ့ဘဝတွေနဲ့ပတ်သက်ပြီးလောင်ပြောင်ပြောဆိုနေခဲ့ပါတယ်။အဲ့ဒီကြားထဲမှာညဉ့်ညမ်းတဲ့ဟာတာတွေလည်းလုပ်နေပါသေးတယ်။သူ့ရဲ့လက်ထောက်ဖြစ်တဲ့တက်တီကလွယ်ရင်ဘယ်သူမှမရေကြပါဘူး။ Leslie ကတော့နောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတာကိုစိုးရိမ်နေပါတယ်။နောက်ဆုံးမှာတော့ Rich လွတ်လာခဲ့ပြီး Francis စီကိုချက်ချင်းသွားတွေ့ခဲ့ပါတယ်။သူကဒီအမျိုးသမီးလေးရဲ့ပတင်းပေါက်ကနေတက်သွားပြီးလက်စွပ်လေးပေးကလက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ Rich ကအလုပ်ကျန်းတွေမကောင်းတဲ့အလုပ်တွေမလုပ်တော့ဘဲလူကောင်းအတိုင်းနေပါမယ်လို့ကတိပေးမှသာ Francis ကလက်ခံမှာပါ။ Rich ကလည်းသူ့ရဲ့ဂုဏ်သိက္ခာကိုကျိန်ဆိုပြီးကတိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီစုံတွဲဟာကလပ်ကိုသွားခဲ့ကြပေမဲ့ကလပ်ထဲမှာလူမရှိတလောက်ဖြစ်နေတာကိုတွေ့လိုက်ရလို့ Rich တယောက်အံ့အားသင့်သွားခဲ့ပါတယ်။ယွန်ကအရာအလုံးကိုဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းနဲ့နောက်ပတ်အခွန်ဆောင်ရမယ့်အချိန်ကျရင်ဒီနေရာကြီးပျက်စီးတော့မှာဖြစ်ကြောင်း Leslie ကပြောပြလိုက်ပါတယ်။ဒါကိုကြတော့ဒေါသထွက်သွားတဲ့ Rich က Ron ကိုအော်ဟစ်ဆဲဆိုပြီးစကားများကြပါတော့တယ်။ Francis က Rich ဘက်ကနေကာကွယ်ပြောပြတဲ့အခါမှာ Ron ကသူမကိုပါစော်ကားပြောဆိုခဲ့ပါတယ်။ Rich လည်းတီးမခံနိုင်တော့ပဲသူ့ညီကိုစပွဲပေါ်ပြစ်တင်လိုက်ပါတော့တယ်။ဒီအမွာညီကိုနှစ်ယောက်ဟာလက်လန်းမီယာပစ္စည်းတွေနဲ့တယောက်ကိုတယောက်သွေးထွက်တန်ယူဖြစ်အောင်ပြင်းထန်ရိုက်နှက်ကြပါတယ်။ယွန်ကထောင်ထဲမှာအလေးကျင့်တွေအများကြီးရှိခဲ့တာကြောင့် Rich ကိုအနိုင်ယူလိုက်နိုင်ပြီးသူ့ကိုကြမ်းပြင်ပေါ်မှာသွေးအိုင်နဲ့ပစ်ထားခဲ့ပါတယ်။ဒီလိုအကြမ်းဖက်မှုတွေကိုမြင်လိုက်ရတဲ့ Francis ကဆက်ဆုပ်ယွန်ရှာသွားပြီးကလပ်ထဲကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ငိုနေတဲ့ Ron က Rich ကိုဆွဲဖက်လိုက်ပြီးတခါတလေမှာသူဟာကိုမထိန်နိုင်ဖြစ်နေရကြောင်းရှင်းပြနေပါတယ်။နောက်တနေ့မှာတော့ Rich က Francis နောက်ကိုလိုက်သွားပြီးသူ့ကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့နားချနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနစ်ပါက Rich အစားယွန်နောက်ကိုစတင်ချေရခံလိုက်နေပြီးတပ်ပုံတွေအများကြီးရိုက်ယူထားခဲ့ပါတယ်။ဒါပေမဲ့ယွန်ကလွှတ်တော်အမတ်တွေနဲ့မိတ်ဆွေဖြစ်အောင်လုပ်လိုက်ပြီးသူတို့ကိုသူ့ရဲ့တိုက်ခန်းစီဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီမှာနိုင်ငံရေးသမားအုပ်ကြီးတွေကိုပြောတော့ဆက်ဖို့ငှားရမ်းထားတဲ့လူငယ်လေးတွေနဲ့ပါတီပွဲတွေကျင်းပနေခဲ့ပါတယ်။အရေးကြီးတဲ့လူပုဂ္ဂိုလ်တွေပါဝင်ပတ်သက်နေတာကြောင့်ရဲတွေကသူ့ကိုအလွယ်တကူဖမ်းဆီးလို့မရပါဘူး။ဒါကြောင့်အထက်လူကြီးတွေကအကုန်လုံးကိုဖုံးဖိပေးထားကြပြီးယွန်ကတော့ဘေးကင်းနေသေးပါပဲ။ Rich ကစီးပွားရေးသမားပီတာပြန်ဖြစ်ချင်တာကြောင့် West End ကကလပ်တစ်ခုကို Francis ကိုလိုက်ပြခဲ့ပါတယ်။ကလပ်ပိုင်ရှင်က90%ရောင်းဖို့သဘောတူခဲ့ပြီးကျန်တာကိုတော့နောက်မှအပိုင်စီးလို့ရမယ်ဆိုတာ Rich ကသိနေပါတယ်။ယွန်ကတော့ Rich နဲ့ပတ်သက်မှုတွေဝေးကွာသွားမှာကိုစိုးရိမ်နေပါတယ်။ဒါကြောင့်ဒီအယောင်းဝယ်ကိုဖျက်ဆီးဖို့တက်တီကိုလွှတ်ပြီးကလပ်ပိုင်ရှင်ကိုချိန်ချောက်ခိုင်းလိုက်ပါတယ်
တက်ဒီကဘားတဲ့ကပစ္စည်းတွေကိုလိုက်ရိုက်ခွဲတာကြောင့်ပိုင်ရှင်ကအယောင်းဝယ်ကိုဖျက်သိမ်းလိုက်တဲ့အပြင်ရဲကိုပါတိုင်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့အမွာညီကိုနှစ်ယောက်လုံးငွေညှစ်မှုနဲ့တရားစွဲခံလိုက်ရပါတယ်ဖရန်စစ်ကထောင်ထဲမှာ Rich ကိုတွားတွေ့တဲ့အခါသူသားအပြစ်မရှိကြောင်းသက်သေပြနိုင်မှလက်ထပ်မယ်လို့အပြက်ပြောလိုက်ပါတယ်ရက်အနှင်းငယ်ကြာမှာတော့ရွန်နဲ့နိုင်ငံရေးသမားတအူတွဲရိုက်ထားတဲ့တပုံကသတင်းစာထဲမှာပါလာခဲ့ပြီးအစိုးရကဒါကိုဖုံးဖိဖို့အပြင်းထန်စူးစမ်းပါတော့တယ်အဲ့ဒီထဲမှာအမွာညီကိုတွေကိုထောင်ထဲကလွှတ်ပေးဖို့နဲ့အပြစ်မရှိကြောင်းအမိန့်ချမှတ်ပေးဖို့တွေလည်းပါဝင်ပါတယ်Rich ကအဲ့ဒီညမှာပဲကလပ်တစ်ခုလုံးကိုဈေးလျှော်ပြီးဝယ်ယူနိုင်ခဲ့ပါတယ်။နစ်ပါကစုံစမ်းစစ်ဆေးဖို့ကလပ်ထဲကိုရောက်လာတဲ့အခါမှာတော့ Rich ကသူ့ကိုလှောင်ပြောင်လိုက်ပါတယ်။လက်တွေ့မှာတော့နစ်ပါဟာသူ့ရဲ့နိုင်ငံရေးသမားတငယ်ချင်းတွေရဲ့အမိန့်အောက်မှာရှိနေတာကြောင့် Rich အတွက်အလုပ်လုပ်ပေးနေရတယ်လို့ဖြစ်နေတာကိုထောက်ပြလိုက်တာပါ။အမွာညီကိုနှစ်ယောက်ကနစ်ပါနဲ့အတူဓာတ်ပုံတွဲရိုက်ပြီးရဲချုပ်စီပို့လိုက်ပါတယ်။ရဲချုပ်ကလည်းနစ်ပါကိုဒီအမှုတွေကိုဆက်ပြီးမစုံစမ်းဖို့အမိန့်ပေးလိုက်ပါတော့တယ်။အချိန်တန်ကြာပြီးနောက်မှာတော့ Rich နဲ့ Francis တို့နောက်ဆုံးမှာလက်ထပ်လိုက်ကြပါတယ်။ဖရန်စစ်ရဲ့မိခင်ကတော့အခုထိသဘောမတူသေးပဲနာရီပွဲတက်တယ်လို့မျိုးအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားခဲ့ပါတယ်မင်္ဂလာဆောင်ခင်မှာတမီးဖြစ်သူကိုဖြောင်းဖျဖို့ကြိုးစားခဲ့ပေမဲ့ဖရန်စစ်ကတော့ဂရုမစိုက်ခဲ့ပါဘူးမင်္ဂလာပွဲအခမ်းအနားအတွင်းမှာဖရန်စစ်ရဲ့မိခင်ကတခြင်းမဆိုတာကိုရွန်ကသတိထားမိသွားပြီးလူအများရှိမှထုတ်ပြောပြီးအဆက်ခွဲလိုက်ပါတယ်Rich ကလူကောင်းတိုင်းနေပါမယ်လို့ကတိပေးခဲ့ပေမဲ့ဒါကကြာရှည်မခံခဲ့ပါဘူးမင်္ဂလာဆောင်ပြီးနှစ်ပတ်ကြာမှတင်သူကမကောင်းတဲ့အလုပ်တွေကိုပြန်လုပ်နေပါပြီဒါကြောင့်သူကအိမ်မှာမရှိတာများလာပြီးဖရန်စစ်ကတော့တယောက်တည်းအိတ်ဆက်ရတာကိုညှင်းငွေလာခဲ့ပါတယ်နောက်ဆုံးတော့သူမရဲ့ခင်မွန်းဟာလူမိုက်ဘဝကိုပဲတကယ်နှစ်သက်တာဆိုတာသူမသိသွားခဲ့ပါတယ်ဖရန်စစ်ကရွန်တို့မိသားစုနဲ့ယဉ်နီးအောင်စူးစမ်းခဲ့ပေမဲ့သူတို့ကတော့ဒီမျိုးသမီးလေးကို Rich နဲ့မတန်ဘူးလို့ယူဆထားကြတာကြောင့်သူမဘာလို့အပြစ်တင်နေခဲ့ကြပါတယ်အခြေအနေတွေပိုဆိုးသွားတာကတော့နစ်ပါကသူမနောက်ကိုပါခြေရခံလိုက်လာတာပါပဲဒီပြဿနာတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ဖရန်စစ်ကစေဝါတွေကိုအလွန်ကျွံသုံးဆွဲလာရာကနေဆေးဆွဲတဲ့အဆင့်ထိဖြစ်သွားခဲ့ပါတယ်ချက်ကနောက်ထပ်အမှားတစ်ခုလုံးမိတဲ့အခါမှာတော့ Rich ကသူ့ကိုရိုက်နှက်ရတာကိုသဘောကျနေခဲ့ပါတယ်ဖရန်စစ်ပြောအောင်ကားတစ်စီးဝယ်ပေးခဲ့ပေမဲ့သူမကအတူတူအချိန်ကုန်ဆုံးဖို့တောင်းဆိုတဲ့ခါတိုင်းညှင်းပယ်နေခဲ့ပါတယ်။တနေ့မွန်းလွဲပိုင်းရက်ဆိုင်မှာ Leslie က Rich ကိုမိသားစုနဲ့အတူရှေ့ဆက်မဲ့အနာဂတ်ကြောင်းစဉ်းစားဖို့နဲ့တကယ်ပဲလူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့တိုက်တွန်းခဲ့ပါတယ်။ဒါကိုကြားတော့ရွန်ကဒေါသအကြီးနဲ့ Leslie ကိုပလင်းနဲ့ရိုက်လိုက်တဲ့အပြင်ဖန်ခွက်တွေနဲ့ပါပြစ်ပေါက်ခဲ့ပါတယ်။တခြားလူတွေကရှေ့နေကိုစေယုံပို့နေကြစင်မှာပဲ Rich ကသူ့ညီကိုအော်ဟစ်ဆဲဆိုရင်သူ့ညီဆေးမတောက်တာကြားပြီးဆိုတာကိုသတိထားမိသွားခဲ့ပါတယ်။ရွန်ကဆေးမတောက်တာကြောင့်အရင်ကထပ်ပိုပြီးစိတ်ဆက်နေတာဖြစ်ပါတယ်။ခဏနေတော့ American လူမိုက်က Rich ကိုတီးတန့်ခေါ်ပြီးယွန်နဲ့ပတ်သက်လို့တခုခုလုပ်ပေးဖို့တောင်းဆိုလာပါတယ်။ရွန်ကနိုင်ငံရေးသမားတွေနဲ့လူကြားထဲထွက်နေတာကသူတို့အတွက်အန္တရာယ်ရှိတယ်လို့ဘယ်ချိန်ပောက်ကွဲမယ်မှမသိတဲ့ဘုံတစ်လုံးလိုဖြစ်နေလို့ပါ။ဒါပေမဲ့ Rich ကတော့သူ့ညီကိုလက်မလွတ်နိုင်ဘူးလို့ညှင်းလိုက်ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါ Francis ကိုနှုတ်တောင်မဆက်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲ George ကညှင်းပန်းနှိပ်စက်တဲ့ဂိုင်းပြိုကွဲသွားပြီးနောက်ပိုင်းကိုပိုင်အလုပ်လုပ်ဖို့ကြိုးစားနေပါတယ်။သူကခရီးညီကိုတွေရဲ့နေမြေတဲကိုကျူးကျော်ဝင်ရောက်ပြီးအရေးကြီးတဲ့ဂိုင်းပိုင်ကိုတောင်တစ်ခုရဲ့ပိုင်ရှင်ကိုရိုက်နှက်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အဲ့ဒီလူကရွန်စီလာပြီးအကာအကွယ်ပေးဖို့တောင်းဆိုပါတယ်။ဒါနဲ့ရွန်ကကို့အလုပ်ကိုမလုပ်နိုင်တဲ့လူတွေကိုရှောက်ဆဲပြီးနောက်အဲ့ဒီကိုတောင်ပိုင်ရှင်ကပတ်စံအလုံးအလောက်ပေးမယ်ဆိုရင် George ကိုတက်ပေးမယ်လို့သဘောတူလိုက်ပါတယ်။အဲ့ဒီညမှာပဲရွန်ကအရက်ဆိုင်ထဲဝင်သွားပြီးလူအများကြီးရှိမှတင် George ရဲ့ခေါင်းကိုတနက်နဲ့ပစ်တက်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့ Rich ကရွန်လုပ်ခဲ့တာတွေအတွက်အော်ဟစ်ဆူပူဖို့ကြိုးစားပေမဲ့သူတို့အမေကြားသွားမှစိုးတာကြောင့်ဘာမှမပြောနိုင်ခဲ့ပါဘူး။သူကတယ်ဒီကိုယွန်အရက်ဆိုင်မှာဝစ်ခဲ့တဲ့အဝတ်စားတွေနဲ့တုံးခဲ့တဲ့တနက်ကိုဖျောက်ခိုင်းလိုက်ပါတယ်။သူက Abby ကိုလည်းမျက်မြင်သက်သေတွေရဲစီသွားတိုင်းသလားဆိုတာလိုက်စုံစမ်းခိုင်းပါတယ်။ Rich အပြင်မထွက်ခင်မှာဆေးပလင်းကိုထားခဲ့ပြီးယွန်ကိုဆေးတောက်ဖို့တတိပေးခဲ့ပါတယ်။နောက်တစ်နေ့မှာ Francis ကယွန်ကိုထောင်ထဲသွားခိုင်းဖို့ Rich ကိုပြောပေမဲ့ Rich ကညှင်းလိုက်တဲ့အပြင် Francis ကဆေးဆွဲနေတာကိုတီးသွားပြီးစိတ်ပြတ်သွားပါတယ်။အခုဆိုရင် Scotland ရဲ့ရဲဌာနကနစ်ပါဟာ George ရဲ့လူတက်မှုကိုအခြေခံပြီးခရီးညီကိုတွေရဲ့ဂိုင်းကိုတရားဝင်စုံစမ်းစစ်ဆေးခွင့်ရသွားပါပြီ။ယွန်ကိုရဲစခန်းမှာလူဖော်ခိုင်းပေမဲ့မျက်မြင်သက်သေတွေကဂိုင်းကိုကြောက်တာကြောင့်ဘသူကမှယွန်ပါလို့ထွက်မဆိုရဲကြပါဘူးဖရန်စစ်ကတော့သူ့အိမ်မှာဒီလူမိုက်တွေပဲလာစုနေတာရဲ့ Rich နဲ့အတူရှိနေချိန်လမ်းပေါ်ကလူတွေကသူ့ကိုစကားမပြောချင်ကြတာတွေကြောင့်တနေ့ထက်တနေ့ပိုပြီးစိတ်ပြက်လာပါတယ်Rich ကလည်းပြဿနာမတက်အောင်မျက်မြင်သက်သေတွေကိုသူကိုယ်တိုင်ချင်းချောက်ခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်တနေ့နေ့လယ်ပိုင်းမှာမိုးရွာလာလို့ Francis ကကားတကားပိတ်ဖို့အပြင်ကိုပြေးထွက်သွားပေမဲ့အခက်တွေ့နေပါတယ် Rich ကသူ့ကိုကူညီမဲ့အစားဒီကားကသူ့ရဲ့တရားမဝင်အလုပ်တွေကြောင့်ရထားတာဆိုပြီးလှောင်ပြောင်းနေပါတယ်သူကကားကိုလှုပ်ရမ်းပြီး Francis ကိုဆဲဆိုနေတာကြောင့် Francis ကသူ့ကိုပါရိုက်ပြီးအိမ်ထဲပြန်ဝင်သွားပါတယ်ဒေါသထွက်နေတဲ့ Rich ကနောက်ကလိုက်သွားပြီးအိမ်ထဲမှာ Francis ကိုရိုက်နှက်ဆက်ပြီးအနိုင်ကျင့်ခဲ့ပါတယ်နောက်တနေ့မှာတော့ Francis ကအပြီးပိုင်ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူထွက်သွားတဲ့လမ်းမှာယွန်နဲ့တွေ့ပြီးယွန်ကသူ့ရဲ့အထုပ်ပိုးတွေကိုကူတယ်ပေးရင်းအခြေအနေတွေကိုစကားပြောဖြစ်ကြပါတယ်ယွန်က Francis ထွက်သွားတာကိုဝမ်းသာပေမဲ့တစ်ဖက်မှာလည်းသူ့အကူကမင်းကလေးကိုလက်ပါတာကိုတော့သဘောမကျပါဘူးဘာလို့လဲဆိုတော့သူတို့မိဘတွေကအဲ့ဒီလိုမတင်ပေးခဲ့လို့ပါFrancis ကကျေးဇူးတင်တဲ့အနေနဲ့ယွန်ရဲ့ပါကိုနမ်းလိုက်ပြီးယွန်ကလည်းသူ့ကိုအမြဲတမ်းသဘောကျခဲ့တယ်လို့ပြောပါတယ်ရက်ပတ်အနေငယ်ကြာပြီးနောက် Rich က Francis စီကိုလာတွေ့ပေမဲ့ Frank ကအထဲပေးမဝင်ပါဘူးသူတို့အချင်းချင်းစကားများနေတော့ Francis ကကြားဖြတ်ဝင်လာပြီး Rich ပြောတာကိုနားထောင်ဖို့သဘောတူလိုက်ပါတယ်Rich ကသူပြောင်းလဲသွားပြီဖြစ်ကြောင်းနဲ့ပြန်လာဖို့တောင်းပန်ပေမဲ့ Francis ကမယုံကြည်ပဲအိမ်ထဲပြန်ဝင်သွားပါတယ်အဲ့ဒီနောက်မှာတော့ Francis ကဒီငရဲရင်းကနေဘယ်တော့မှလွတ်မှာမဟုတ်ဘူးဆိုတာသိသွားပြီးဆေးတွေအလွန်အကျွံတောက်ကကိုအဆုံးစီရင်လိုက်ပါတယ်
Frank ကအလောင်းကိုတွေ့ပြီး Rich ကိုဖုန်းဆက်လိုက်ပါတယ်။ Rich ကနောက်ဆုံးအနေနဲ့လာနှုတ်ဆက်ပြီး Francis ရဲ့လက်မှာမင်္ဂလာလက်စွပ်ကိုပြန်ဆုပ်ပေးခဲ့ပါတယ်။ဇာပနအခမ်းအနားမှာတော့ Francis ရဲ့အမေကသူ့သမီးတေရတာဟာ Rich ကြောင့်ဆိုပြီးအပြစ်တင်ခဲ့ပါတယ်။တညမှာတော့ကလပ်ထဲမှာယွန်က Leslie ကိုတတ်ဖို့အတွက်ဂျက်ကိုငှားလိုက်ပါတယ်။ဂျက်ကရှိနေရဲ့အိမ်ကိုသွားခဲ့ပေမဲ့ Leslie ကတကားဖွင့်ပေးလိုက်တဲ့အချိန်မှာသူကတနက်နဲ့အမြဲမပြစ်နိုင်ခဲ့ပါဘူး။ Leslie ကတနက်ကိုလူပြီးသူ့ကိုပြန်တိုက်ခိုက်ပါတော့တယ်။အဲ့ဒီလိုလုံးထွေးတပ်ပုတ်နေရင်းနဲ့မှဒီလူရဲ့ခြေထောက်မှာတနက်မှန်သွားခဲ့ပါတယ်။ဂျက်ကတော့အခွင့်အရေးရတုန်းထွက်ပြေးသွားပြီး Leslie ကလည်းလှမ်းပစ်ခဲ့ပေမဲ့ဂျက်ကကားနဲ့မောင်းပြေးသွားပြီးဖြစ်ပါတယ်။မနေ့ရောက်တော့နစ်ပါကဆေးရုံမှာရှိတဲ့ Leslie စီသွားတွေ့ပြီးသူ့မိသားစုကိုအကာအကွယ်ပေးမယ်လို့ကတိပေးပြီးအမှန်တိုင်းပြောခိုင်းလိုက်ပါတယ်။နာရီအနည်းငယ်အကြာမှာတော့ Leslie ကနစ်ပါကိုအကုန်ပြောပြလိုက်တဲ့အပြင်စာရွက်စာတမ်းတွေပါပေးလိုက်တယ်ဆိုတာကို Rich ကသူ့လူယုံတွေစီကနေသိသွားခဲ့ပါတယ်။ George တေတာကိုမြင်ခဲ့တဲ့သူတွေအားလုံးကိုလည်းတက်တေအဖြစ်အကာအကွယ်ပေးထားတာကြောင့်သူတို့ကလည်းအမှန်တိုင်းပြောဖို့သဘောတူခဲ့ကြပါတယ်။အဲ့ဒီညမှာတော့ Ron ကသူ့အိမ်မှာပါတီပွဲတစ်ခုလုပ်ခဲ့ပြီး Rich ကတော့လက်စားချေခြင်းစိတ်တွေပြင်းထန်နေတာကြောင့်အဲ့ဒီပွဲကိုတက်ရောက်ခဲ့ပါတယ်။ဂျက်ရောက်လာတာနဲ့ Rich ကသူတို့ရဲ့စီးပွားရေးကိုဖျက်ဆီးပစ်လို့ဆိုပြီးသူ့ကိုအော်ဟစ်ဆဲဆိုပါတော့တယ်။ဂျက်က Ron ကိုကူညီဖို့တောင်းဆိုပေမဲ့ Ron ကသူ့ကိုအကာအကွယ်မပေးခဲ့ပါဘူး။အဲ့ဒီနောက်ဂျက်က Francis နဲ့ပတ်သက်ပြီးဖြစ်ပျက်ခဲ့တာတွေအတွက် Rich ကိုစော်ကားပြောဆိုလိုက်ပါတယ်။ဒါကြောင့် Rich ကတနက်ကိုထုတ်ပြီးသူ့ခေါင်းကိုပစ်ဖို့ကြိုးစားခဲ့ပေမဲ့တနက်ထဲမှာကြည်စံမရှိနေပါဘူး။ဂျက်ကထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာတော့ Rich ကဓာတ်တစ်ချောင်းကိုကောက်ကင်ပြီးဧည့်သည်တွေအားလုံးရဲ့ရှေ့မှာတင်ချက်တည်သွားတဲ့အထိရဲရဲဆက်ဆက်အချက်ပေါင်းများစွာထိုးတက်လိုက်ပါတယ်။ Ron က Rich ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့မေးတဲ့အခါမှာတော့ Rich ကသူဘလောက်ပဲတက်ချင်နေပါစေသူ့ညီရင်းကိုမတက်နိုင်တာကြောင့်ဂျက်ကိုတက်လိုက်တာလို့ရှင်းပြခဲ့ပါတယ်။ဒါကို Ron ရဲ့အိတ်ကက်ထဲထည့်ပေးခဲ့ပြီးနောက်မှာတော့ Rich ကထွက်သွားခဲ့ပါတယ်။ Abby ကသူ့နောက်ကိုလိုက်သွားပြီးသူလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်စူပူပြောဆိုခဲ့ပေမဲ့ Rich ကသူ့ကိုထိုးချိတ်ပြီးထွက်သွားခဲ့ပါတယ်။ပါတီပွဲမှာရှိတဲ့တပ်တွေတွေအားလုံးကြောင့်ရဲတွေဟာနောက်ဆုံးမှာတော့လွှတ်တော်တွေကသူတို့ရဲ့ဩဇာအာဏာတွေကိုဂရုမစိုက်ဘဲအဲ့ဒီအမွှာနှစ်ယောက်ကိုဖမ်းဆီးဖို့အတွက်ခိုင်လုံတဲ့တပ်တွေရရှိသွားခဲ့ပါတယ်။ဒါဟာခရီးအမွှာညီအကိုတွေရဲ့တကယ်ဖြစ်ရမှန်ဇလန်းပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ Rich ဟာထောင်ထဲမှာ33နှစ်ကြာနေခဲ့ရပြီး2000ပြည့်နှစ်မှာသူမကွယ်လွန်ခင်နှစ်ပတ်လိုကြာမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။သူဟာအသက်66နှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ Ron ကတော့စိတ်မမှန်ဘူးလို့သတ်မှတ်ခံရပြီးစိတ်ကျန်းမာရေးဆေးရုံကိုပြန်ပို့ခံခဲ့ရက1995ခုနှစ်အသက်61နှစ်အရွယ်မှာနှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။အခုလိုဗီဒီယိုမျိုးတွေကိုထပ်ကြည့်နိုင်ဖို့အတွက် follow လုပ်ထားပြီးအသိပေးချက်တွေကိုလည်းဖွင့်ထားပေးပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်